အခုဆက်လက်ပြီးတော့ဗိုလ်လုပွဲမှာတွေ့မဲ့စပိန်အာဂျင်တီးနားအသင်းတွေရဲ့အားနည်းချက်အားသာချက်တွေကိုဆက်လက်တင်ပြပေးသွားပါမယ်ပထမဆုံးအနေနဲ့စပိန်အသင်းရဲ့အားသာချက်ကကွင်းလယ်ထိန်းချုပ်နိုင်မှုစွမ်းအားပဲဖြစ်ပါတယ်ပြိုင်ပွဲတစ်လျှောက်မှာပေးကိုတကိုးပဲရှိခဲ့တဲ့စပိန်အသင်းဟာနောက်တန်းကောင်းတဲ့ဆိုတာထက်ဘောလုံးကိုထိန်းချုပ်ကစားတတ်တဲ့ရိုဒရီဦးဆောင်တဲ့ကွင်းလယ်ကစားအားကအဓိကကျခဲ့ပါတယ်စပိန်အသင်းရဲ့ကစားပုံအရသူတို့ဟာဘောလုံးပိုင်ဆိုင်မှုကိုအချိန်ကြာကြီးထိန်းထားပြီးကစားနိုင်ပါတယ်အဲ့ဒီလိုနဲ့တစ်ဖက်အသင်းသားတွေကိုဘောလုံးနောက်ပြေးလိုက်စေပြီးတော့နေရာလွတ်တွေဖန်တီးတတ်ပါတယ်ဘောလုံးဆုံးရှုံးသွားတဲ့အခါမှာလည်းချက်ချင်းပြန်လိုက်ပြီးတော့ပြန်လည်ရယူတတ်ပါတယ်အဲ့ဒီလိုကစားပုံတွေကြောင့်တစ်ဖက်အသင်းကတံပြန်တိုက်စစ်ဆင်ဖို့အခက်အခဲရှိလာပါတယ်အဲ့ဒီလိုနဲ့ခန်းစစ်ကိုကြော်လာတဲ့ဘောလုံးတွေကိုလည်းခန်းစစ်ကနေတစ်ချက်တည်းနဲ့ဖျက်ထုတ်နိုင်ခဲ့ပါတယ်တိုက်စစ်ပိုင်းကလည်းလာမင်းရမယ် LS ဘေနာအစရှိတဲ့တောင်ပန်ကစားသမားတွေကြောင့်တစ်ဖက်နောက်တန်းကိုဖိအားပေးကစားနိုင်ပြီးနေရာလွတ်တွေပြန်လည်ရရှိလာပါတယ်နောက်ပြီးတော့မီကယ်မီရီနိုအိုယာဇာဘယ်တို့လိုကစားသမားတွေရှိတာကြောင့်လည်းတိုက်စစ်ပိုင်းမှာလည်းအားသာချက်တွေရှိပါတယ်ဆက်လက်ပြီးစပိန်အသင်းရဲ့အားနည်းချက်တွေကိုဖော်ပြပေးပါမယ်အဓိကအားသာချက်ဖြစ်တဲ့ဘောလုံးပိုင်ဆိုင်မှုဘောလုံးကင်ထားမှုများလုံးတဲ့အတွက်ကြောင့်တခါတလေမှာတိုက်စစ်ဆင်ကစားတဲ့အခါမှာထုံသွားတတ်ပြီးကစားပုံတွေကွေးသွားတတ်ပါတယ်ဒါအပြင်နောက်တန်းအစွန်လူနှစ်ယောက်ဖြစ်တဲ့ဘဲချမ်းကကူကူရဲလာနဲ့ညာချမ်းကပိုရိုတို့ကတိုက်စစ်လိုက်ပါကစားတာတွေများလုံးတဲ့အတွက်ကြောင့်အဲ့ဒီနောက်တန်းအစွန်တွေမှာပြိုင်ဘက်အသင်းတွေအတွက်နေရာလွတ်တွေရသွားနိုင်ပါတယ်အဲ့ဒီလိုနေရာလွတ်တွေကိုအာဂျင်တီးနားအသင်းကနီးပြူဟာကြကြအသုံးချလာနိုင်ပါတယ်စပိန်အသင်းအနေနဲ့သူတို့ရဲ့အားသာချက်တွေကိုပုံမကောင်းမွန်အောင်အသုံးချလာနိုင်ပြီးအားနည်းချက်တွေကိုတေချာသိရှိပြီးပြင်ဆင်လာနိုင်မလားအခုလာမဲ့ကမ္ဘာဖလားပိုလူပွဲမှာပြိုင်ဘက်အာဂျင်တီးနားအသင်းကိုရင်ဆိုင်ရှင်ပြိုင်အနိုင်ယူနိုင်ဖို့ဘယ်လိုမျိုးနည်းဗျူဟာတွေလူစည်းရင်းတွေနဲ့ပွဲထွက်လာမလဲဆိုတာကတော့ကျွန်တော်တို့ဘောလုံးချစ်ပရိသတ်တွေအနေနဲ့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ My Sport ကနေအခုလိုမျိုးအားကစားသတင်းတွေအားကစားအကြောင်းအရာတွေကိုအမြဲတင်ဆက်ပေးနေပါတယ် channel လေးကို subscribe မလုပ်ထားရသေးဘူးဆိုရင် subscribe လုပ်ထားကြပါဦးတော့ My Sport ကို Facebook YouTube တော်တော်တို့တွင်ကြည့်ရှုနိုင်ပါတယ်အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြရအောင်ဗျာ